ဘာဖြစ်ကြမလဲချင်းကကောင်းတဲ့ဝီဖြစ်ပါတယ်ဒီမှာတော့ကျင်းချင်းတို့ကိုစင်ပင်လာရှိနဲ့စာဖတ်ပြင်းတော့မြေခွေးဆိုတဲ့ပုံရင်းလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဦးရှိစီတုံးကတပင်တွေအများကြီးနဲ့စိမ့်လန်းစုပြင်းနေတဲ့တောအုပ်ကြီးတစ်ခုထဲမှာပညာရှိပြီးအရန်ကိုဆက်စုတတ်တဲ့ညံဆိုတဲ့စင်ကလေးတစ်ကောင်ရှိပါတယ်။ညံကအရွယ်ငယ်ပေမဲ့စာအုပ်တွေကိုဖတ်ရတာအသစ်ဆန်းတွေလေ့လာရတာကိုတိတ်ကိုဝါသနာပါပါတယ်။တနေ့မှညံကတောအုပ်တဲကိုလမ်းလျှောက်ထွက်ရင်လာပါတဲ့ပန်းတီးပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအပင်မှာတောက်ပပြီးခြုံမိန်ပေါ်ရတဲ့ပန်းတီးလေးတွေအများကြီးတီးနေတာပေါ့ဟိုးဒီပန်းတီးတွေကအရန်လာတာပဲလို့ညံကသူ့နှမောင်းလေးကိုတွန်းလိန်ပြီးစဉ်းစားနေရင်ပန်းတီးပင်ရဲ့ပင်စီမှာမမဲ့တည်တော့ပန်းတီးများကိုမစားရလို့ရေးထားတဲ့တတိပေစာတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီချိန်မှာပဲညံနဲ့အသက်ရဲ့သူမြေခွေးလေးလောဘကပြီးလာပါတယ်လောဘကတော့ဘယ်တော့မှစာမဖတ်ချင်ဘူးတတိပေချက်တွေကိုလည်းဂယုမဆိုင်တတ်တဲ့သူလေးပေါ့မြေခွေးလောဘကညံရင်ဒီမှာကြည့်စမ်းပန်းတီးတွေကရမ်းကောင်းပါပဲငါဘိုက်စာနေပြီပေါ်ဆုံးကတလုံးကိုခူးစားတော့မယ်လို့ပြောတော့ညံကမလုပ်ပါနဲ့အောင်လောဘကြီးအပင်မှာစက်ကတ်ထားတယ်မမဲ့သေးတော့ပန်းတီးများကိုမစားရတဲ့မမဲ့သေးတဲ့အသီးတွေကိုစားရင်နေမကောင်းဖြစ်တဲ့လို့ငါစာအုပ်တော့မှဖတ်ဘူးတဲ့ခဏလောက်ထပ်ဆောက်ပြီးမှမဲတဲ့အသီးကိုစားတာပိုကောင်းပါတယ်လို့တတိပေးလိုက်တယ်ဒါပေမဲ့လောဘကတော့ညံရဲ့စကားကိုနားမတောင်ပဲဘာမှဖြစ်မှာမဟုတ်ပါဘူးငါတော့စောင့်နေစရာအကြောင်းမရှိဘူးလို့ပြောရင်အပင်ပေါ်ခုန်တက်၍အစိမ်းရောင်တန်းနေတဲ့ပန်းတီးလေးတစ်လုံးကိုခူးပြီးတခါကိတ်စားလိုက်ပါတယ်ပြီးတော့မျက်နှာကြီးရှုံးမဲ့ပြီးချင်းလိုက်တာဘိုက်လည်းနာလာပြီလို့ပြောရင်ပန်းတီးကိုလည်းကောက်ခါရင်ကထွေးထုတ်လိုက်ပြီးဘိုက်ကိုဖိကရင်ငိုပါလေတော့တယ်ညံကလောဘကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားတယ်ငါပြောသားပဲလောဘရေအဒီပေစာကိုဂယုစိုက်တင်တာပေါ့အဒီပညာကအရေးကြီးတယ်စာဖတ်ခြင်းလေ့လာခြင်းကမင်းကိုအမားတွေမလုံးမိအောင်ကူညီပေးနိုင်တယ်လို့ပြောပြရင်လောဘကိုရေးကြည့်လေးတောက်ခိုင်းပြီးအိမ်ပြန်ဖို့ကူညီပေးနိုင်လိုက်တယ်။နောက်ရမှာလောဘဟာနေပြန်ကောင်းလာပြီးပန်းတီးပင်စီကိုပြန်ရောက်လာပါတယ်။ဒီတစ်ခါတော့သူဟာအပင်ပေါ်ကစာလေးကိုတင်ချဖတ်တယ်။ပြီးတော့နီရဲပြီးမဲနေတဲ့ပန်းတီးလေးတစ်လုံးကိုခူးကအရသာရှိစားလိုက်ပြီးအိုးဒီပန်းတီးကအရန်ချုံငင်တာပဲလို့ဝမ်းသာအားရအော်ပြောလိုက်ပါတော့တယ်လောဘဟာဉာဏ်ရဲ့အသိပညာနဲ့တိကစောင့်ဆိုင်ခြင်းတက်ခြင်းကိုလေးစားသွားပြီးအဲဒီနောက်ပိုင်းမှာစာအုပ်တွေကိုဖတ်ဖို့နဲ့တတိပေချက်တွေကိုနားထောင်ဖို့ကြိုးစားပါတော့တယ်စာပတ်ခြင်းဟာပန်းတီးထုတ်ထုတ်လေးလိုပဲရတာရှိပြီးသုံးဝင်တဲ့ຢာတွေအများကြီးပေးနိုင်တယ်ဆိုတာကိုနားလည်သွားခဲ့တယ်ပုံမလေးကနေပေးတဲ့တင်ကစားကတော့တောက်စာပေဆိုတာလူမိုက်စေပါပဲကျွန်တော်တို့စာရီဖတ်ရင်တိပင်နာဘူးတုဒ္ဒတွေတိုးဝါပြီးအမှကြောင်တရားမယ်ခက်ခဲတွေကိုရှင်းတဲ့အခါမှာကုညီဖြစ်စေပါတယ်ရိတ်လို့ရင်နေဘူးကဆောက်တဲ့ဆိုတဲ့စကားပုံနဲ့ညီလောမဲ့ချိန်ကိုပညာရေးတင်ယူကစောက်စားရင်တကယ်လောတော့မဲ့ချိန်မှာကျွန်တော်တို့တွေတိုးတောင်မြောင်တော့ဖို့အရေးကြီးပါတယ်ဒီပုံမလေးကိုနားထောင်ရင်တင်ကျင်းတို့လည်းကိုဘွားအတွက်တိပင်နာဘူးတုဒ္ဒတင်ကစားတွေရလိုက်မယ်လို့ယုံကြည်ပါတယ်။နောက်တစ်ပတ်မှလည်းဒီလိုဘူးတူတာတွေရရှိခြင်းမဲ့ဗီဒီယိုလေးကိုဆက်လက်တင်ပြသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Future Plan Channel ကို Subscribe လုပ်ပြီး Notification လေးကိုလည်းနှိပ်ဖို့မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye